မင်္ဂလာပါဒီတော့ကျွန်တော်တို့ကြောက်ဝိုင်းသွေးကုန်တွေပိတ်ထားရကြအရေးကြောက်လေးတစ်ပွင့်ပြင်ပြပါတယ်ကြောက်ကအရေးသားလုံးဝအပြစ်ပြောစရာမရှိဘူးဗျကြောက်ရည်ကိုချင်းတောက်နေပြီးတော့ကြောက်သားလဲအရန်လာတယ်ဗျပြင်ဆုံးမှာတော့အနာခွေသေးသေးလေးပါရပေါ့ဗျာကျွန်တော်တို့ကြောက်စဝယ်ခဲ့တဲ့အဲ့အနာခွေလေးကိုပြင်မယ်ပေါ့ဗျာဝဲထည့်လိုက်ရင်တော့ပယ်လဲမကြဘူးအနာလဲရှင်းမယ်အားရှင်းထုတ်လိုက်တော့ကြောက်ကလည်းပိုလင်းသွားမယ်ပေါ့ဗျာဒါပေမဲ့ကြောက်ကမပြင်ခင်းကိုကလေးကအကိုတယောက်ကဝယ်သွားရပေါ့ဗျာကျွန်တော်တို့ကလည်းသူပြောဒီကြောက်လေးကျွန်တော်တို့ပြင်ဖို့စဉ်းစားထားရပေါ့ဗျာဒါသူကလည်းကြောက်ကလက်ဆောင်ပေးမှာကြောက်ကိုလုံးဝလုံးလေး perfect လေးလိုချင်တယ်ပေါ့ဗျာအဲ့လေးပြင်ပေးပါပေါ့ဗျာဖြစ်ချင်တော့နောက်ရကြငရမ်းလောက်ရောပေါ့ဗျာအဝိုင်းနဲ့သွေးကုန်တွေလည်းအကုန်ပိတ်ကုန်ပါတယ်အခုဒီလည်းမဖွင့်သေးပါဘူးအဲ့တော့ကျွန်တော်လည်းဒါအိမ်မှာပဲသူ့ကြောက်သူတွေဦးလေးတယောက်စီမှာပဲပြင်လိုက်ပါတယ်ပွင့်လင်းပြောရင်တော့အရေးကြောက်ပြင်တာနည်းနည်းတော့ကြောက်ရတယ်ဗျကျွန်တော်တို့ဟိုးရင်တော့ပေါ့ဗျာအခုတော့မဟုတ်ပါဘူးကျွန်တော်တို့ပြင်နေကြကိုကလည်း skill ကောင်းပါတယ်ဒါသူကလည်းအကောင့်ထဲမှာရှိရလားဆဲမှာလည်းကြောက်ရတယ်ပေါ့ဗျာဒါကျွန်တော်တို့ရောင်းတန်းတဲ့အရေးကြောက်သွင်းလုံးဝအကြီးတွေရှားတယ်ဗျကြီးတွေကအများလည်းမထွက်ဘူးဈေးလည်းရန်ကောင်းတယ်ဗျပယ်ရွယ်သေးတဲ့ဟာဆိုလို့ရှင်ဒီအသွေးဆရာဗျဘီဆိုပြီးတိုက်ချလိုက်ရင်အရေးတွေလွင့်ကုန်တာတော့အပယ်အမုံစီလေးပဲကြံခဲ့တာဖြစ်တတ်တယ်ပေါ့ဗျာခုကတော့တန်မြင်လေးနဲ့ပဲတေချာလေးလုံးပြီးပြင်လိုက်တယ်ဗျကြောက်ကတော့လုံးဝဝါရီချင်တော့ perfect လေးဖြစ်သွားတယ်ပေါ့ဗျာအကောင်းဆုံးလုပ်ပေးလိုက်ရလို့လည်းဝမ်းသာပါတယ်ဗျာကြောက်ကောင်းကြောက်တဲ့များဈေးမှန်မှန်လေးနဲ့ဝယ်ရင်တော့ကျွန်တော်တို့ခါကျဦးချင်းကျွေးတယ်ဒီမှာဝယ်လို့ရပါတယ်ဗျာအဆုံးနေကြည့်ပြီလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ